အားလုံးမင်္ဂလာပါခင်ဗျဒီနေ့ကကျွန်တော်တို့ conditional formatting ဒီနေ့သင်ခန်းစာပြီးပြတ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော် assignment ထပ်ပေးမယ်ပေါ့နော်အဲ့တော့ conditional formatting basic သင်ခန်းစာတွေကဒီနေ့ပြီးရင်ဒါပြီးသွားပြီပေါ့နောက်တစ်ဆင့်ကျွန်တော်ကfunction တွေကိုတက်တော့မှာပေါ့နော်အဲ့တော့ဒီနေ့ရဲ့ကြံရှိနေသေးတဲ့ကျွန်တော် conditional formatting သင်ခန်းစာကကျွန်တော် duplicate highlight လုပ်တဲ့ဟာရှိမယ်ပေါ့နော် duplicate highlight လုပ်တဲ့ဟာကတော်တော်လေးအရေးကြီးတယ်ပေါ့နော် data တွေထဲမှာဆိုကျွန်တော်တို့ကdata တွေက duplicate ဖြစ်နေရတယ် ID duplicate ဖြစ်နေရတယ်စသဖြင့်ပေါ့နော်အဲ့ဒါတွေကိုအမြင်နာအောင်ကျွန်တော်တို့က highlight ကြည့်ရတယ်ပေါ့နော်ပြီးမှကျွန်တော်တို့ highlight လုပ်ပြီးရတယ်ဖြတ်ထုတ်တာတွေပဲဖြစ်ဖြစ်ပေါ့ကျွန်တော်တို့ဆွဲထုတ်တာတွေပဲဖြစ်ဖြစ်အဲ့ဒါတွေကိုနောက်တစ်ဆင့်ကျွန်တော်တို့လိုချင်တယ်လို့မျိုးလုပ်ရတယ်ပေါ့နော်အဲ့တော့ duplicate highlight လုပ်တဲ့သင်ခန်းစာပါမယ်ပေါ့နော်ဒါ conditional formatting ထဲမှာပါတာပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ကြံရှိနေသေးတဲ့top item နဲ့ bot item ပေါ့နော်အမြင့်ဆုံး item 10ခုရင်10ခုပေါ့နော်5ခုနဲ့5ခုပေါ့ကျွန်တော်တို့ customize သတ်မှတ်လို့ရတယ်အနိုင်ဆုံးဘယ်လောက်လဲဒါမျိုးတွေကျွန်တော်တို့က highlight ဖြစ်အောင်ပေါ့နော်ဒီလိုမျိုးဆွဲထုတ်ပြီးတော့ visualize လုပ်ပြီးကြည့်တာပေါ့အဲ့ဒါပါပဲအဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်ကဒီ assignment လေးပေးလိုက်မယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့ကျွန်တော်သင်ခန်းစာဖိုင်ကိုတစ်ချက်သွားလိုက်မယ်နော်ပထမ duplicate highlight လို့ပြောတဲ့အတွက်ကြောင့်မို့လို့ဒီထဲမှာဆိုရင်ကျွန်တော်တို့က duplicate ဖြစ်လို့မရဘူးပေါ့နော် data တစ်ခုမှာဆိုရင်ကျွန်တော်တို့ data sheet တစ်ခုမှာဆိုရင် duplicate ဖြစ်လို့မရဘူးလို့ပြောလို့ရှိရင်မိတ်ဆွေတို့ဘယ်ဟာကိုသွားပြီးပြေးမြင်လဲ ID ပေါ့နော်ကျွန်တော်ကတော့ ID ကအရေးကြီးဆုံးလို့ပြောလို့ရတယ်လူတဦးတယောက်မှာ ID ကတစ်ခုပဲထွက်တာပေါ့နော်ဥပမာ data မှာဆိုလဲ data ID ကတစ်ခုပဲထွက်တာအဲ့တော့ဆိုကြပါစို့ပေါ့နော်ကျွန်တော်တို့လူတယောက်မှာ ID တစ်မျိုးပဲထွက်တယ်ဆိုအဲ့လူတယောက်ကလူကနာမည်ချင်းတော့တူလို့ရတယ်ဒါပေမဲ့ ID သွားတူလို့မရဘူးကျွန်တော်တို့လူတွေမှတ်ပုံတင်နံပါတ်တယောက်မှာဆိုတစ်ခုပဲရှိရလေတနံပါတ်ပဲရှိတယ်ပေါ့ကျွန်တော်တူလို့မရဘူးတောင်းနေကြအောင်အဲ့ဒါ ID လို့ခေါ်တာပေါ့အဲ့တော့ကျွန်တော်တို့က ID တွေ duplicate ဖြစ်လို့မရအောင်ဘယ်လိုစစ်ထုတ်မလဲနော်အခုဒီနေရာမှာဆိုရင်ကျွန်တော်က ticket ID ရှိမယ်နော်အဲ့ ticket ID လေးကိုကျွန်တော်က ticket ID လေးကိုကျွန်တော် duplicate ဖြစ်လားမဖြစ်လားဘယ်လိုစစ်ထုတ်မလဲအဲ့တော့ ticket ID ကလေးကိုကျွန်တော်ကပေါ်ကနေ F column ကနေအပေါ်ကနေ select or select ပေးလိုက်ပြီးတော့ home ribbon ထဲမှာရှိတဲ့ conditional formatting ကိုတစ်ချက်ထောက်မယ်အဲ့ဒီမှာအပေါ်ဆုံးမှာရှိတဲ့ highlight cell rules ကိုတွားမယ်နော် highlight cell rules ကိုတွားလိုက်မယ်တွားလိုက်ပြီးတာနဲ့အောက်ဆုံးမှာ duplicate value ဆိုတာတွေ့မယ်အဲ့ duplicate values ကိုရွေးလိုက်မယ်အဲ့တော့ဒီမှာဒီရဲ့ pop up window လေးကဘာပြောရလဲဆိုရင် format set that contain နော် contain ဆိုတာ duplicate တွေပါဝင်နေမယ်ဆိုလို့ရှိရင်ねကျွန်တော်တို့ကဒီဘက်က value width ဒီ format လေးနဲ့ပြမယ်လို့ပြောတာအဲ့တော့ light red fill with dark red text ပေါ့နော်အဲ့တော့ပြောချင်တာက light red fill နော်အနီရောင်ဖြော့လေးနဲ့ cell ကိုပေါ့ကျွန်တော်တို့အယောင်ချေလိုက်မယ်ပြီးရင် direct text ကျွန်တော်တို့စာသားကတော့ဖြင့်အနီရောင်အရင်နဲ့ချေပေးပါမယ်လို့ပြောတာအဲ့တော့ကျွန်တော်တို့က okay လေးပေးလိုက်မယ်ဒါဆိုရင်ဒီထဲမှာညီနေတဲ့အရာနှစ်ခုက duplicate ဖြစ်နေရပဲเนาะ PBCS 0001အဲ့ဒါက duplicate ဖြစ်နေတယ်နောက်တစ်ထပ်ကြည့်လို့ရတယ်ဒီမှာ duplicate ဖြစ်နေရတယ်တွေ့တာပေါ့เนาะအောက်ထိအောင် scroll down ဆွဲကြည့်လိုက်ပါเนาะဒီမှာတွေ့တယ်ပေါ့เนาะစသဖြင့်ကျွန်တော်တို့ duplicate ဖြစ်နေတဲ့အရာတွေကိုဒီနည်းနဲ့ဆွဲထုတ်ပြီးတော့ကြည့်လို့ရတယ်ပေါ့เนาะဟုတ်ပြီအဲ့ဒါကတော့ duplicate ဖြစ်တဲ့ပြဿနာကိုဖြေရှင်းတာပေါ့နောက်တစ်ခုကကျွန်တော်တို့က conditional formatting မှာ top ရဲ့ bottom ရဲ့ဆိုတော့ rule နှစ်ခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ပြမယ်ဒီကိုသွားလိုက်မယ်နော် CFA ကကျွန်တော်အဖြေတွေမို့လို့ကြော်လိုက်ပြီ top bottom ဆိုတာကျွန်တော်ဒီဘေးတိုက်သွားနေတဲ့ဟာလေးကိုတစ်ချက်ကြည့်လိုက် data လေးကြည့်လိုက်ပါနော်ကျွန်တော်ဘေးတိုက်လေးသွားထားတယ်မြင်လို့ရအောင်မြင်ရင်ပို့ပြီးတော့အလွယ်တကူမြင်လို့အဆင်ပြေအောင်မို့ကျွန်တော်ဘေးတိုက်လေးထားတာတကယ်တော့အပေါ်အောက်ဆိုလည်းကိစ္စမရှိဘူးပေါ့နော်ဟုတ်ပြီအဲ့တော့ top box ဆိုတာကကျွန်တော်ဒီ data တွေရှိတဲ့ range တစ်ခုလုံးကိုကျွန်တော် select ပေးလိုက်မယ်เนาะ select ပေးလိုက်ပြီးတော့ကျွန်တော်ကခုန home ribbon ထဲမှာပဲเนาะကျွန်တော်တို့က conditional formatting သင်ခန်းစာသွားနေရပြီတဲ့အတွက်ဒီလမ်းကြောင်းပဲသွားမှာပဲအဲ့တော့ conditional formatting ကိုသွားမယ်သွားပြီးရနေကျွန်တော်တို့ဒီမှာ top select bottom ပေါ့เนาะtop ညင်းဆောင် bottom ပေါ့အဲ့ဒီဟာလေးကို rules လေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ရင်အပေါ်ဆုံးမှာက top 10 item အပေါ်ဆုံး item 10မျိုးလို့ပြောတာကျွန်တော်နှိပ်လိုက်မယ်เนาะဒါဆိုလို့ရှိရင် pop up window ကထပ်ပေါ်လာပြီပေါ့နော် sorry pop up window ကထပ်ပေါ်လာပြီအဲ့မှာဘာပြောထားလဲဆိုလို့ရှိရင် format set that rank in top အပေါ်ဆုံးကျွန်တော်တို့ ranking ဆင်ထားပါတယ်10ခု ranking စီထားပါတယ်လို့သူကပြောတာပေါ့နော်
အဲ့တော့10ခု ranking စီထားပါတယ်လို့ပြောတာပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကကျွန်တော်တို့အတိုး short လုပ်လို့ရတယ်10ခုမကြိုက်ဘူးကျွန်တော်တို့က9ခုရတယ်10ခုပြောင်းလို့ရတယ်9ခုဆိုလဲရတယ်ပေါ့နော်အဲ့တော့ဒါကတော့10ခုပေါ့နော်ဒါတို့ default ပါလာတာတော့10ခုဟုတ်ပြီအဲ့တော့ဒီဘက်မှာက light red fade with dark red text ပေါ့နော်ခုနလိုပဲကျွန်တော်တို့အနီဖြော့ရောင်နဲ့ခြေပြီးတော့အနီအရင်ရောင်နဲ့စာသားပေးမယ်ဆိုတာပေးလိုက်တယ်အဲ့တော့ okay ပေးလိုက်ပြီဆိုတော့ကျွန်တော်တို့မြင်နေရတဲ့အရောင်တွေခြေနေတဲ့10ခုကကျွန်တော်တို့အပေါ်ဆုံး top 10 item လို့ပြောလို့ရတယ်ပေါ့နော်ရောင်အား10ခုအမြင့်ဆုံး10ခုရှိတယ်ပေါ့နော်ဒါဟုတ်ပြီကျွန်တော်အဲ့ဒီအရောင်ညနီရောင်ကြီးနဲ့မကြိုက်ဘူးရတယ် conditional formatting ထဲမှာသွားမယ် manage rule ကိုသွားမယ်ကျွန်တော်တို့ rule ကိုပြန်ပြင်နေတယ်ဆိုရင် manage rule ကိုသွားတာเนาะကျွန်တော်ပြန်ဝင်ပြမယ် conditional formatting manage rule เนาะ manage rule ရောက်ပြီဆိုတာ ਨੇ ကျွန်တော်တို့သတ်မှတ်ထားတဲ့ conditional formatting ကတစ်ခုရောက်နေတယ်အဲ့ကောင်ဆက်လက်လေးပေးလိုက်မယ်ကျွန်တော် edit rule ကိုသွားမယ်အဲ့တော့ဒီနေရာမှာကျွန်တော်က format မှာမကြိုက်ဘူးကျွန်တော်တို့အစိမ်းရောင်လေးပဲလုပ်ချင်နေရတယ်เนาะအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကဗာလဲပြန်လုပ်မယ်เนาะခဏလေးကျွန်တော်တို့က10ခုမဟုတ်ဘူးဒီနေရာမှာဘယ်လောက်တတ်မှတ်ချင်လဲ3ခုတတ်မှတ်မယ်3ခုတတ်မှတ်မယ်ဆိုလဲရတယ်เนาะ format မှာကျွန်တော်ကအနီရောင်ကြီးမချေချင်ဘူးအစိမ်းရောင်ပဲချေချင်ပါတယ်ဆိုလဲရတယ်ပေါ့เนาะဒီလိုပေါ့ဒီမှာ strike တွေကိုလှုပ်ချင်လားဘာလှုပ်ချင်လဲလုပ်လို့ရတယ်เนาะဒီမှာဒါကအကာလားဟုတ်ပြီเนาะဒီ font style နေချိန်လို့ရတယ် border တွေခတ်လိုက်အောင်မလားရသေးတယ်เนาะဒါကတော့ကျွန်တော်တို့က font ရဲ့ color ဖြစ်တယ်เนาะfont ရဲ့ color ဆိုတော့ကျွန်တော်အရင်လေးပေးလိုက်မယ်เนาะအစိမ်းအရင်လေးပေးလိုက်မယ် fade ထဲမှာကျတော့ cell ကွက်ကိုခြယ်မဲ့အရောင်ဆိုတော့ကျွန်တော်ကအစိမ်းဖြော့ရောင်လေးပေးလိုက်မယ် okay ပေးလိုက်မယ်နောက်ထပ်ပြီး okay ပေးလိုက်မယ် apply ပေးမယ် okay ပေးလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အပေါ်ဆုံး top 3ပေါ့เนาะ3ခုအပေါ်ဆုံး3ခုကအစိမ်းရောင်လေးနဲ့ခြယ်သွားတယ်အစိမ်းအရင်ရောင်လေးနဲ့စာသားထိုးတယ်အစိမ်းအဖြော့ရောင်နဲ့ cell ကွက်ကိုအရောင်ခြယ်တယ်အဲ့လိုဖြစ်သွားပြီဟုတ်ပြီဒါကတော့ top 3ကိုထုတ်ပြီးသွားပြီကျွန်တော်တို့ကအောက်ဆုံးအနှိမ်ဆုံး3ခုကိုဆွဲထုတ်မယ်ခုနလေးပဲ offset ပေးလိုက်မယ်နော် offset ပေးခြင်းရတယ်နော်ဒီအစအဦးဆုံးကွက်ကို select လေးပေးမယ် control ရဲ့ရှေ့ရဲ့ကိုဖိနှိပ်မယ်ပြီးတော့ right arrow ညာဘက်ကိုသွားတယ်မြားလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင် data ရဲ့နေကုန်အဆုံးထိအောင်ရောက်သွားတယ်ပေါ့နော်အဲဆိုရင်ကျွန်တော် conditional formatting ကိုဝင်မယ်ဒီတစ်ခါတော့ကျွန်တော်တို့က bot ကိုရွေးမယ် bottom 10ပေါ့နော် bottom 10 item ကိုရွေးမယ် sorry 10မဟုတ်ဘူးကျွန်တော်တို့ကသုံးထားမယ်ရတယ်နော်ဒီနေရာမှာတော့ကျွန်တော်တို့ light red fade with dark red text ကိုရွေးလိုက်မယ် okay ပြီးလိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီ serif တစ်ခုတည်းမှာပဲ top ကော bot ကောကိုတပြိုင်တည်းသတ်မှတ်လို့ရတယ်ပေါ့နော်ဒါက conditional formatting အားသာချက်တွေပေါ့ဟုတ်ပြီအဲ့တော့အနှိမ်ဆုံးဆိုရင်ကျွန်တော်တို့ကအနီရောင်နဲ့ခြယ်ထားတဲ့3ခုကိုပြမယ်အမြင့်ဆုံးကအစိမ်းရောင်နဲ့ခြယ်ထားတဲ့3ခုကိုပြမယ်အဲ့တော့ဒါကတော့ကျွန်တော်ဒုတိယသင်ခန်းစာဖြစ်တဲ့ကျွန်တော် conditional formatting မှာ top bot ကို conditional formatting သုံးပြီးတော့ရွေးထုတ်လိုက်တယ်ဆွဲထုတ်လိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကရှေ့မှာတော့သင်ခဲ့တဲ့ဟာတွေအကုန်လုံးပေါင်းပြီးတော့ assignment တွေတခုဖန်တီးပြီးထားရတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်မိတ်ဆွေတို့လုပ်ကြည့်စေချင်ပါတယ်ဒီလားလုပ်ကြည့်စေချင်ပါတယ်လုပ်ကြည့်မှလည်းကျွန်တော်ဒါလေးနဲ့ used to ဖြစ်မယ်ပေါ့နော် used to ဖြစ်ပြီးတော့ပို့ပြီးတော့လက်ကရင်နေမယ်ပေါ့နော်ဒါဘာလို့ဆိုတော့ကျွန်တော် Excel တွေကတချို့ကြတော့ပြောကြတယ်ပေါ့နော်ဟာကျွန်တော်တော့ advanced Excel တွေပြီးသွားပြီနော်တကယ်တမ်းကျတော့ကျွန်တော်တို့ဘာမှလည်း formula တွေပြန်ရေးဆိုရင်လည်းမရေးနိုင်ဘူးပေါ့နော်ပြန်မစဉ်းစားနိုင်ဘူးအဲ့တော့ကျွန်တော်တို့လည်းအရင်တော့လည်းအများကြီးလည်းတချို့ဟာတွေအကုန်လုံးလည်းမမှတ်မိပါဘူးဒါပေမဲ့မှတ်မိတာတွေလည်းမှတ်မိတာပေါ့နော်ဒါပေမဲ့အမြဲတမ်းသုံးနေတဲ့လူတယောက်ကမှတ်မိတယ်အမြဲတမ်းကွန်ပျူတာကိုနှိပ်နေတဲ့သူ typing လုပ်နေတဲ့သူဒီ formula တွေနဲ့အမြဲတမ်း familiar ဖြစ်နေတဲ့သူက used to ဖြစ်နေတဲ့သူကဒါသူအမြဲတမ်းလုပ်တဲ့သူပေါ့နော်အားစိုက်တာလို့ပြောရမှာပေါ့အဲ့လိုလူမျိုးကမှတ်မိတယ်ကျွန်တော်တို့တချို့တလေမမှတ်မိရတော့ဒါတော့တွားကြည့်လိုက်ပေါ့ဗျာနော် YouTube မှာပဲဖြစ်ဘာပဲဖြစ်ပေါ့အဲ့လိုအကူအနေနဲ့တော့ကြည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့သင်တန်းတစ်ခုတက်ပြီးသွားပြီအကုန်လုံးအလုံးစုံတော့ဘာမှမသိဘူးမေ့သွားတယ်ဆိုလို့ရှိရင်တော့ဒါတက်ရတာတော့မတန်ဘူးလို့ပြောရမှာပေါ့နော်ဒါကကျွန်တော်အကြံပေးရလေးပါနော်အဲ့တော့ဟုတ်ပါပြီအဲ့တော့ကျွန်တော်ဒီ assignment လေးပေးရခြင်းအကြောင်းရင်းကကျွန်တော်အားလုံးဒါလေးကိုလုပ်စေခြင်းလို့ပေါ့နော်အဲ့တော့ဟုတ်ပြီ assignment ကဘာလဲဆိုကျွန်တော်ဒီမှာ monthly report of pizza short တစ်ခုရ monthly report ဒီမှာကျွန်တော်ကဒီဘက်မှာအကုန်လုံး slide စာတွေအကုန်ထည့်ထားပြီးသားဘာမှမခက်ပါဘူးเนาะဒီမှာ oversee ကကျွန်တော်တို့ဒီမှာ goal ဆိုတာရှိတယ်ဒီမှာမြင်ရလားမသိဘူးပေါ့เนาะအယောင်အမိန်လေးမို့လို့တိတ်မြင်ရမှာမဟုတ်ဘူးဒါပေမဲ့တခြားလေးကြည့်လိုက်ပါเนาะအဲ့တော့ကျွန်တော်တို့ဒီမှာ oversee ရောင်းအားမှာဒါကတော့ total oversee ရောင်းအား23346ကလေဟုတ်ပြီ goal ကကျွန်တော်သတ်မှတ်ထားတာကကျွန်တော်သတ်မှတ်ထားတာ2ဘယ်လောက်လဲ2သိန်းပေါ့เนาะ200,000ပေါ့เนาะ2သိန်းသတ်မှတ်ထားတယ်အဲ့တော့ oversee ဆိုတဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာ conditional format က
အယူအဆပဲဗျာတကယ်တမ်းကျတော့ idea ပေါ့နော် oversay ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘလို့မျိုး conditional formatting ကိုထည့်မယ်လို့စဉ်းစားထားလဲ data bar ထည့်မှာလားဒါမှမဟုတ်ရင် color scale ထည့်မှာလားပေါ့နော်အဲ့ဒါမိတ်ဆွေတို့စဉ်းစားလိုက်ပေါ့နော်စဉ်းစားလိုက်ပေါ့ဒါပဲဘာထည့်မှာလဲဆိုလို့ရှိရင်ကျွန်တော်အဖြစ်တခါတည်းပြောလိုက်တော့မယ် color scale ထည့်ရမယ် color scale ထဲမှာဒါလည်းကျွန်တော်တို့ကအမြင့်ဆုံးကဘာအရောင်အနေတဖြည်းဖြည်းနဲ့နေလာပြီးအနီဆုံးဖြစ်တဲ့အနီကဘာအရောင်ထဲမှာလဲဒါဟုတ်ဆိုအနေဆုံးဖြစ်တဲ့တန်ဖိုးကိုအနီအောင်ထဲမှာလားပါလားအဲ့ဒါကို color scale ကကိုကြိုက်တာထည့်လို့ရတယ်နော်ဒီမှာ more rules ကိုသွားပြီးတော့လဲ edit တကယ်လို့ color scale ထည့်ပြီးမကြိုက်ဘူးဆိုရင်လဲ manage room မှာသွားပြီးတော့အရောင်တွေပြန်ပြောင်းတာမျိုးလုပ်လို့ရတယ်နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ customer satisfaction ပေါ့နော်အဲ့တော့ go က 7.5 သတ်မှတ်တယ်နော် 7.5 သတ်မှတ်တယ်ကျွန်တော်တို့ရဲ့ target က 9.5 ဆိုလို့ရှိရင်ကျေကိုအပြည့်ထားမယ်အဲ့လိုမျိုးပေါ့နော်ဒါဆိုရင်ဘာထားမလဲကျွန်တော်အဖြေတောင်ပြောပြီးသွားပြီ customer satisfaction ဆိုလို့ရှိရင် icon set ထဲမှာရှိတဲ့ကျေကိုသုံးမယ်ကျွန်တော်တို့ကနော်ကျေကိုသုံးမယ်အဲ့ဒါလေးနဲ့လုပ်ခဲ့ပြီပါပြီးတော့ number of order ကတော့ကျွန်တော်တို့က go က900ထားမယ်နော် go က900ထားမယ်ဆိုတော့target ပေါ့ကျွန်တော်တို့ရဲ့ target ကအမြင့်ဆုံး900ထားမယ်ဆိုလိုချင်တာကဗျာ900ရဲ့အောက်ကိုတိတ်မစင်စားဘူးအဲ့လိုပြောတာအဲ့ဆိုတော့ဒီနေရာကိုကျွန်တော်2 color လေးနဲ့ပေါ့နော်ဒီ2 color လေးနဲ့လုပ်ခဲ့လို့ရတယ်ပေါ့ဒီလို2 color လေးနဲ့ပေါ့အဖြူဟာပေါ့900ရဲ့အောက်ဆိုရင်ဘာမှမချေတော့ဘူးအဖြူလေးပေါ့နော်အပေါ်ဆိုရင်အစိမ်းလေးတွေတတ်မှတ်မယ်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတတ်မှတ်လို့ရပါတယ်အဲ့ဒါလေးကိုလည်းလုပ်ခဲ့စီခြင်းတယ်ပေါ့နော်ဒါ2 color လေးလုပ်မယ်နောက်တစ်ခုကကျတော့ average discount နော် average discount ဆိုရင်ဒီမှာအဖြေတောင်ကျွန်တော်လုပ်ပြီးစားဖြစ်သွားတယ်ဒါမျိုးလေးနဲ့ဒါလေးကိုကျွန်တော်ပြန်ဖြည့်လိုက်တော့မယ်နော်အမှန်ကြီးအမှားကြီးကလေးနဲ့ကျွန်တော်လုပ်ချင်တာနော်အမှန်ကြီးအမှားကြီးကလေးနဲ့လုပ်ချင်တာအဲ့တော့ဒီဘက်မှာရှိတဲ့အဖြေမိကုန်းကကျတော့ goal ကကျွန်တော်45ရာခိုင်နှုန်းထားမယ်နော် discount မှာ45ရာခိုင်နှုန်းရဲ့အထက်ကဟာ discount ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကအပေါ်ကအများကြီးဟာကျွန်တော်မစဉ်းစားတော့ဘူး discount ရဲ့45ရာခိုင်နှုန်းအပါအဝင်အောက်ကဟာတွေအကုန်လုံးကိုကျွန်တော်ကအမှန်ကြီးကလေးနဲ့ပြချင်တယ်ပေါ့နော်ကျန်တဲ့ဟာတော့အမှားကြီးနဲ့ပြချင်တယ်အကျန်တဲ့ဟာဆိုတာ45ရဲ့အထက်ဥပမာဖြင့်46ရာခိုင်နှုန်းဆိုရင်အမှားကြီးဖြစ်သွားပြီ discount ဖြစ်တဲ့အတွက်ကျွန်တော်ကများတာယူတော့မယူတော့ဘူးလေ discount အနည်းဆုံး45အများဆုံးပဲ discount ပေးနိုင်မယ်ကျန်တာတွေတော့ discount မပေးဘူးကျွန်တော်ဆိုင်မှာချိတ်ထားတယ်ဆိုင်မှာ discount ချိတ်ထားရဲဆိုရင်မိတ်ဆွေတို့အနေနဲ့ကိုအများဆုံးပေးထားတာဘယ်လောက်လဲ 45% discount ပေးတယ်ဆိုလို့ရှိရင်အဲ့ထက်ကဟာဒီ discount မပေးတော့ဘူးဆိုရင်ကျွန်တော်အမှန်မချစ်တော့ဘူးလေဟုတ်တယ်မလားအမှန်သားမပေးတော့ဘူးအဲ့တော့ across ဖြစ်သွားရေပေါ့နော်အမှားကြီးဖြစ်သွားတယ်ပေါ့ဘဝတွေအောက်ကတွေကကျတော့အမှန်ကြီးအောက်ကဆိုတာက45ရာခိုင်နှုန်းနဲ့45ရာခိုင်နှုန်းအပါဝင်အောက်ကဟာတွေဥပမာဖြင့်20ရာခိုင်နှုန်းဆိုလည်းအမှန်ကြီးချစ်သွားမယ်အဲ့လိုမျိုး overall average discount ကိုဟိုဗာလေးနဲ့ပေါ့နော်ကျွန်တော်တို့အမှန်ချစ်ကလေးနဲ့ပေါ့နော်အဲ့ဒါလေးနဲ့ icon set ထဲမှာပါတယ်အဲ့ဒါလေးနဲ့လုပ်ခဲ့ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်အဲ့တော့ဒါလေးက assignment file ကလေးပါကျွန်တော်ဒီနေ့ကတင်ပြသွားတာတွေအားလုံးကတော့ duplicate လုပ်တာပြောပြသွားတယ် conditional formatting မှာကျွန်တော် top နဲ့ bottom နဲ့ရွေးထုတ်ပြသွားတယ်ပေါ့နော်အဲ့တော့ဟုတ်ပါပြီကျွန်တော်ဒါတွေကတော့ assignment ပြီးသွားပြီပေါ့အဲ့တော့ကျွန်တော်တင်ခဲ့တဲ့တခြားမှာနော် feature function က28ခုပြီးသွားတယ်ပေါ့နော်ရည်ကြည့်ရင်တော့ရည်ကြည့်လိုက်ပါရည်ကြည့်လိုက်လို့ရှိရင်တော့မပြင်းရင်တော့ရည်ကြည့်လိုက်ပါနော်ရည်ကြည့်လိုက်28ခုတွေ့ပါလိမ့်မယ်အဲ့တော့ situation ဆိုတာအဲ့ feature function 28ခုမှာကျွန်တော်အခြေအနေအရရက်ဘယ်အခြေအနေပဲအရရက်မှာဘယ်လောက်သုံးသွားလဲဆိုရင်63ခု use case မှာသုံးသွားတယ်ပေါ့နော်ဒါကတော့ကျွန်တော်ကဟိုအရေးတော့မကြည့်ပါဘူးကျွန်တော်ဘယ်လောက်ထိအောင် landing software ဖြစ်သွားလဲပေါ့နော်ကျွန်တော်ဟိုလေ့လာတဲ့ခီးတစ်လျှောက်ဘယ်လောက်ထိအောင်ခီးတင်သွားလဲဆိုတာလေးကိုပြချင်လို့ပါအဲ့တော့ feature function 28 situation use case က63ခုပြီးသွားတယ်လို့ပြောချင်ပါတယ်အဲ့တော့ဟုတ်ပြီနောက်တစ်ခုကျွန်တော်အနည်းချုပ်ချင်တာဗာလဲဆိုရင် visualization လုပ်တယ်ပေါ့နော်ဒီ conditional formatting ကဘာလို့လုပ်တာလဲ visualization လုပ်တယ်ဒီ scale မှာဒီ hour journey scale ထဲမှာဟိုအပေါ်မှာရှေ့ကနေစပြီးတင်ခဲ့တာကျွန်တော်တို့ data entry input လုပ်တယ်ဆို validation ပေါ့နော် validation ကဘာလို့တင်လဲ data entry တွေ input တွေလုပ်ချင်လို့ကျွန်တော်တို့အဓိကအကြောင်းရဲ့အရက်ကအဲ့ရော data entry input 2ပေါ့နော် data validation အဲ့လိုပြောလို့ရတယ် cleaning process လုပ်တာကတော့ flash pay ပေါ့ flash pay ကကျွန်တော်အလွယ်သုံးခဲ့တာလေရှေ့မှာမိတ်ဆွေတို့မှတ်မိမှာပါတချို့တော့ဟာတွေကတော့ flash pay က powerful မဖြစ်ပေတော့ညာလဲအမြန်သုံးလို့ရတဲ့အရာမျိုးဆိုလို့ရှိရင် flash pay ကအရင်အသုံးဝင်ပါတယ်ဥပမာအဖြစ် first name နဲ့ last name တွေကိုခွဲထုတ်ချင်တယ်ဆိုလို့ရှိရင်ဥပမာအဖြစ်တကြောင်ပဲရေးပြီးတော့ control E နှိပ်ချလိုက်တာနဲ့အောက်က flash pay အကုန်လုံးကတန်းလုံး column တစ်ခုလုံးကအကုန်လုံး first name last name က split လုပ်ပြီးသားဖြစ်သွားတယ်ပြန်ပေါင်းကျင်လားရတယ်ပြန်ပေါင်းကျင်တယ်ဆိုဥပမာပြမောင်းနောက်က @gmail.com မောင်း @gmail.com ဖြစ်ချင်တယ်ဆိုလို့ရှိရင်မောင်း @gmail.com နောက်ကဒုတိယ row ကအောင် @gmail.com နှစ်ကြောင်းလောက်ပဲရေးသွားလားအောက်ကနာမည်တွေနဲ့ @gmail.com နှစ်ခုကိုပေါင်းဆက်ပေးသွားတယ်အဲ့တော့
flash view ကအဲ့လိုမျိုးနေရာတွေမှာအလွယ်သုံးလို့ရတဲ့နေရာတွေမှာသူကကောင်းပါတယ်ဒါပေမဲ့နေရာတိုင်းတော့သုံးလို့မရဘူးပေါ့နော်အဲ့တော့ဟုတ်ပါပြီအဲ့တော့ filter နဲ့ sortie ကဘာလုပ်တာလဲအဲ့တော့ဆိုတော့ data interpretation လုပ်တဲ့နေရာမှာ filter နဲ့ sortie တွေကျွန်တော်သင်ခဲ့ပါတယ် Pivot table ကတော့ data analysis လုပ်တဲ့အတူဖြစ်တဲ့အတွက် data analysis ကဏ္ဍတွေမှာအသုံးများပါတယ်အဲ့တော့နောက်ဆုံးကျွန်တော်အခုသင်ခဲ့တဲ့ဟာလေးကတော့ conditional formatting ပေါ့နော်သူကတော့ data visualization လုပ်တဲ့နေရာမှာအသုံးဝင်ပါတယ်ဒါလေးကိုဆွဲထုတ်ပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာကဒီနားမှာတင်ရက်လိုက်ပါတယ်နောက်သင်ခန်းစာတွေမှာကျွန်တော် function တွေနဲ့အတူတူလေ့လာကြမယ်ပေါ့နော်အဲ့တော့ video လေးတွေလည်းကျွန်တော်လိုက်ကြည့်ပေးပါပေါ့နော် YouTube မှာsubscribe မလုပ်သေးတဲ့သူတွေလည်း subscribe လုပ်ပြီးတော့နောက်သင်ခန်းစာတွေကိုစောင့်မျှော်ပေးကြပါလို့ကျွန်တော်တောင်းဆိုရင်းနဲ့ပဲ video ဒီနားမှာအဆုံးသတ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ